အခြေခံဇက်ဖို့ဆက်ရန်တရုတ်ဆောင်တွေကိုနှိမ်ချခွဲခြားဆက်ဆံခဲ့လို့လူပြောများနေတဲ့တရုတ်ဆောင်ချူလေးဧကရိဒိုင်ယာရီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ရခိုင်လူမျိုးတရုတ်ဆောင်ချူလေးကတော့နွမ်းပါတဲ့ဇက်ဖို့ဆက်ရန်တရုတ်ဆောင်တွေပေါ်မှာငွေပေးပြီးနှိမ်ချခွဲခြားစော်ကားခဲ့တာကြောင့်လူပြောများနေပါတယ်အထူးသဖြင့်တရုတ်ဆောင်ချူလေးကသူမဟာစိတ်ကောင်းစေတနာရှိကြောင်းရှူတင်ရိုက်ကွင်းမှာနွမ်းပါတဲ့စက်မှုအဖွဲ့သားတွေဇက်ဖို့ဆက်ရန်တရုတ်ဆောင်တွေကိုငွေပေးလူကြောင်းဗီဒီယိုရိုက်တင်ခဲ့တာပါဒါပေမဲ့ဗီဒီယိုရိုက်ကူးနေစမှာပဲချူလီရဲ့အကျင့်စရိုက်တွေကဖုံးမရဖိမရအောင်ပေါ်လွင်သွားခဲ့တာပါအထူးသဖြင့်တရုတ်ဆောင်ချူလီဟာအနုပညာလောကမှာမဟုတ်မခံဆက်ဆက်ကျဲဖြစ်နာမည်ကြီးပါတယ်အခုတော့ချူလီကအနုပညာလောကသားချင်းပေါ်မှာအခုလိုနှိမ်ချစော်ကားတဲ့အပြုမူကြောင့်စေတနာမဖြစ်ဘဲဝေဒနာဖြစ်ခဲ့ရတာပါဖြစ်ပုံကတော့ရုပ်ရှင်လောကမှာရုပ်ရှင်ဇာတ်ကားတကားရိုက်ကူးပြီးစီးသွားတဲ့အခါမှာရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်တဲ့နာမည်ကြီးထိပ်တန်းရုပ်ရှင်မင်းသားမင်းသမီးတွေကဇာတ်ကားရိုက်ကူးရေးမှာပါဝင်တဲ့မီးထိုးမှန်ထိုးဆက်သမားတွေနွမ်းပါတဲ့ဇက်ဖို့ဆက်ရန်တရုတ်ဆောင်တွေကိုတန်းစီကတယောက်ကိုမုံဘိုး9000တက်တောင်းစားသဖြင့်ပေးနေရှိပါတယ်။ဒါကရုပ်ရှင်လောကရဲ့ထုံးစံမှာဒါကြောင့်လဲဟာသားတရုတ်ဆောင်မင်းသားခင်လိုက်တဲ့ချူလီတို့ကစက်ဖွဲ့သားတွေကိုမုံဘိုးပေးဖို့တန်းစီထားတာဖြစ်ပါတယ်။ပြီးတော့တယောက်ကို9000တက်တောင်းစီမုံဘိုးပေးကြတာပါ။ဒီလိုမုံဘိုးပေးကြတဲ့အချိန်မှာချူလီကပေးရတဲ့သူတွေကဘာလို့ဒီလောက်တောင်များတာလဲ။တခါတန်းစီပြီးထပ်တန်းစီကြတာလားစသဖြင့်ချူလီကသူမငွေကိုလိုချင်လို့ရုပ်ရှင်စက်မှုအဖွဲ့သားတွေကထက်ခါတန်းလာစီတယ်လို့မျိုးပြောနေတာပါ။ဒါအပြင်ချူလီကကိုလူကျော်လူချမ်းဖွဲ့ကဘာလို့တန်းလာစီတာလဲစတဲ့လူချမ်းတွေကိုမပေးချင်တဲ့လေတံမျိုးလုပ်နေတာဖြစ်ပါတယ်တကယ်ဆိုချူလီပေးတာကတယောက်ကိုမှ9000နဲ့ပါလူပေါင်း90လောက်ဒါပေမဲ့ချူလီကသူ့စီကငွေတွေကိုမက်လို့ရုပ်ရှင်ဆက်ဖွဲ့သားတွေလူချမ်းတရုတ်ဆောင်တွေကငွေတွေကိုအတင်းလာယူပြီးပို့ကြတယ်လို့မျိုးလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကချူလီရဲ့စိတ်ဓာတ်နဲ့အဆင့်အတန်းကိုဝေဖန်ကြတာပါ။အထူးသဖြင့်ချူလီအနေနဲ့ငွေလေးတစ်ပဲ6ပြားလှူကရုပ်ရှင်လောကဇက်ဖို့ဇက်ရံတွေကိုနှိမ်ချစော်ကားတဲ့ပုံမှာဝေဖန်ပြစ်တင်နေတာဖြစ်ပါတယ်။လူလာမပတ်စံလေး9000ပဲဖြစ်ပေမဲ့မသိရင်လူချမ်းတရုတ်ဆောင်တွေကပဲပတ်စံအများကြီးလိုချင်လို့အလိမ်လဲပြီးနှစ်ခါသုံးခါတန်းစီနေကြသလိုဖြစ်နေခဲ့တာပါကျူလီကတော့လက်ကသာပတ်စံ9000ကိုလှူဒန်းနေပြီးမြဲပါဇက်ကတော့ရစရာမရှိအောင်ပြောဆိုပြီးပွားစီဖြစ်နေတာပါဒါကြောင့်သူမစီကလှူဒန်းတဲ့ပတ်စံ9000ကိုယူရတာတော့မှစိတ်မသက်မသာဖြစ်သွားစေခဲ့တာပါတစ်ဖက်မှာခင်လိုင်းတို့ဇနီးမောင်နှံကလည်းဒီလိုပဲဖြစ်ပြီးပတ်စံလေးနည်းနည်းလောက်လှူပြီးတော့ဘာရီရှုံနေမှမသိအောင်ဖြစ်နေခဲ့တာပါကျူလီကလည်းသူမနဲ့တင်းတဲ့သူဆိုရင်တော့ဝမ်းသာပျော်ရွှင်တဲ့မျက်နှာထားနဲ့လှူဒန်းတက်ပြီးတခြားသူတွေကိုတော့အထင်မြင်သေးတဲ့ဇက်ကလုံးတွေနဲ့မတင်ကားသလိုနှိမ့်ချပြောဆိုနေတာဖြစ်ပါတယ်အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရောလူချမ်းတယောက်ဆောင်နေပေါ်မှာအခုလိုအထင်မြင်သေးတဲ့စကားလုံးတွေနဲ့နှိမ်ချပြီးမလူချင်းလုပ်နေတဲ့ချူလီရဲ့လူရက်ပေါ်မှာပရိသတ်ကြီးရောဘယ်လိုမျိုးထင်လဲဆိုတာပြောပြပေးခဲ့ပါဦးကျေးဇူးအများကြီးတင်ပါတယ်ရှင်